ရှင်းလူကြီးရဲ့ပြောလို့ရှိတဲ့ကြက်ကောင်းစားရဲ့မင်းဖြစ်တယ်ဆိုတဲ့စကားပုံကပုံမြင်တော့တတ်မဟုတ်ပဲတရေခစ်တရားရာဇဝင်တွေကထူးဆန်းအောင်ပဲကောင်းလာတဲ့ဖြစ်ရမှန်ဇလန်းတစ်ပုဒ်ကနေဆက်သက်လာတယ်ဆိုတာသင်သိပါသလားဒီနေ့မှာတော့မြမသမိုင်းတကွေရနေဟာကနေမြင်ရတော့တန်လန်းနိုင်ခဲ့တဲ့ငါတပါးမင်းရဲ့အကြောင်းကို story တော့အမှန်မှန်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်တက္ကရာ433ခုနှစ်တရေခစ်တရားအပြည်ကြီးမှာမိဘတွေကမိမိသားကိုပညာတတ်ကြီးဖြစ်စေချင်တာကြောင့်ဆရာတော်တစ်ပါးထံမှာအနှံခဲ့ပါတယ်။အဲ့ဒီတငယ်ဟာဆရာစကားကိုမြေဝဲမကျနားထောင်ပြီးရိုသေကိုင်းဆိုင်လွန်လာကြောင့်ဆရာတော်ကလည်းတားရင်ပမာချစ်ခင်ခဲ့ရပါတယ်။တနေ့မှာတော့ထူးဆန်းတဲ့နမိတ်တစ်ခုပေါ်လာပါတယ်။ဆရာတော်မွေးထားတဲ့သက်ဖကြီးကငါကောင်စားတဲ့သူမင်းဖြစ်လက်တန်လို့လူလိုချက်လိုနဲ့အထက်ထက်တွင်ကျူပါတော့တယ်။ဆရာတော်လည်းဒီနမိတ်ဟာမသေးလာဘူးလို့တွေးမိပြီးထိုတငယ်ကိုခေါ်လာဒီချက်ကိုချက်ပြုတ်ပြီးငါထံကတ်လေလို့မိန့်လိုက်ပါတယ်။ဒါပေမဲ့ကံကြမ္မာရဲ့အလှည့်ပြောင်းကစဖို့ဆောင်ထဲမှာစတင်ခဲ့တာပါ။ချက်ပြုတ်နေရင်ချက်ကောင်းဟာမတော်တဆမိဖို့တွေပြစ်ကျသွားပါတယ်။ညစ်ပေသွားတဲ့ချက်ကောင်းကိုဆရာတော်အားမကတ်ထိုက်တော့ဘူးလို့တွေးမိတဲ့တငယ်ဟာရေးဆေးပြီးသူကိုယ်တိုင်ပဲစားလိုက်ပါတော့တယ်။ဆရာတော်ကမေးမြန်းတဲ့အခါမှာလည်းအမှန်တိုင်းဝင်ခံခဲ့ပါတယ်။ဆရာတော်ကဒီချက်တော်နာမှန်စောင့်ကြည့်ရတော့မယ်လို့ဆုံးဖြတ်ပြီးတငယ်ကိုလောကဝတ်ဓမ္မဝတ်ရာဇဝတ်ဆိုတဲ့ပညာရဲ့အဖျားကိုအကုန်စင်သင်ကြားပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့စစ်သူကြီးထံမှအနှံပေးခဲ့ပါတယ်။ထိုတငယ်ရဲ့ရုပ်ရည်တင့်တယ်မှုနဲ့ရင်ကျေးလိမ်မာမှုတို့ကြောင့်စစ်သူကြီးကလည်းတားအမှတ်နဲ့ချစ်ခင်ပြီးနန်းတော်ထဲကိုခေါ်သွားခဲ့ပါတယ်။ဘုရင်မင်းမြတ်ဟာလည်းထိုတငယ်ရဲ့ထက်မြက်တဲ့ဉာဏ်ပညာနဲ့တည်ငြိမ်တဲ့အမူအရာကိုမြင်တွေ့တဲ့အခါသဘောကျလွန်တာကြောင့်တားအမှတ်နဲ့မွေးစားလိုက်ပါတော့တယ်။15နှစ်တာကာလအတွင်းထိုတငယ်ဟာတရားစီရင်ရေးနဲ့ပြည်ထရေးကိစ္စမှာကျွမ်းကျင်လိမ္မာစွာဆောင်ရွက်နိုင်ခဲ့ပါတယ်။အဲဒါကြောင့်မင်းကြီးကသမီးတော်နဲ့ထိမ်းမြပေးပြီးအိမ်ရှိဆန်အဖြစ်ညှောက်စားခဲ့ပါတယ်။မင်းကြီးနဲ့ရဆန်တဲ့အခါမှာတော့ထိုတငယ်ဟာငါတပါးမင်းဖြစ်နန်းတက်ခဲ့ပါတယ်။သမိုင်းတွင်ကြံရည်သည့်သင်ငန်းစာငါတပါးမင်းဟာမင်းမျိုးမင်းတွေမဟုတ်ခဲ့ပေမဲ့ရတနာသုံးပါးကိုကြီးညိုခြင်းမိဘဆရာကိုယူသေးခြင်းလုံလဝရိယနဲ့ပညာရှာမိခြင်းစတဲ့အရေးချင်းတွေကြောင့်မင်းဖြစ်ခဲ့ရတာပါကြက်ကောင်းစားတဲ့အချိန်မှဖြစ်တရမပထိုးကြီးကိုလည်းတီထားကိုွယ်ပြီးတာရုခေါ်တဲ့အချိန်မှာမြေကြီးတုံကြီးလှုပ်ခတ်သွားတယ်လို့လည်းဆိုကြပါတယ်ဒါရှင်းလူကြီးတွေပြောကြတဲ့ကြက်ကောင်းစားရင်မင်းဖြစ်တယ်ဆိုတဲ့စကားနောက်ွယ်ကစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းပဲဖြစ်ပါတယ်ငါတပါးမင်းဟာမင်းစည်းစိမ်51နှစ်တက်တော်66နှစ်မှာကံကုန်ခဲ့ပါတယ်ဒီလိုဇာလန်းကောင်းလေးတွေကိုအမြဲတမ်းဆင်ခြင်နေဆိုရင်တော့ story.mm အကောင့်ကိုအပေါင်းလေးနဲ့ follow လေးလုပ်ခဲ့ပါနော်